ကောဇာတက္ကရဲ့103ခုနှစ်ကစုံလာပြည့်နေ့ဖြစ်ပါတယ်။တရားလမ်းတော်ဟာသူဇာတာသူတို့သမီးကလူအပ်တဲ့ကနာနှုတ်ဆုံးကိုဖုံးပေးပြီးနေရန္ဒရာမြစ်ကမ်းရဲ့အင်းကြီးတာယာတဲ့အင်ကြီးဥယျာဉ်မှာနေ့အခါတန့်စင်နေထိုင်တော်မူပြီးညနေချမ်းမှာတော့ဘောရီပင်ကိုကြွမြန်းတော်မူလို့သုရိယမောင်စင်ရဲ့မျက်စိစုပ်ကိုအလှခံတော်မူပြီးဖျားမဖြစ်သမျှငါမထတော့အောင်လို့အဋိဌံပြုလို့ချက်ဝဲဖွဲ့ခွေနေထိုင်တော်မူရာမှာယမတရားနတ်အများတို့ဟာဘုရားဘုရားရှင်ထံဥခိုက်ရောက်ရှိနေကြတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီလိုနေထိုင်တော်မူပုံကိုမြင်ရလို့ဧကံမုတ်ချဘုရားဖြစ်တော်မှာပဲလို့သိတဲ့မနတ်မင်းဟာနတ်စစ်တီတွေကိုတတ်မတော်ကြီးဖန်တီးလိုက်ပါတယ်အဲ့ဒီနတ်စစ်တီတတ်မတော်ကြီးဟာဆိုရင်ရှေ့က12ယူဇနာလက်ဝဲလက်ရာ12ယူဇနာစီအထက်9ယူဇနာနဲ့နောက်မှနတ်စစ်တီများဟာစัจ java လာတိုင်းကြည့်အောင်ဖြစ်ပါတယ်နတ်စစ်တီတတ်မတော်ကြီးကိုလက်နဲ့မျိုးစုံကိုင်းဆောင်စေပြီးမနတ်ကိုယ်တိုင်ကတောင်လောက်ကြီးတဲ့ဂိရိမေခလာစင်ကြီးကိုစီးလို့သူ့ကိုယ်မှလည်းလက်ယုံပေါင်း1000ဖန်ဆင်းပြီးလက်နဲ့မျိုးစုံကင်ထားပါတယ်မနတ်စစ်တီတွေရဲ့ကြွေးကြော်သံကြီးများဟာဆိုရင်ဟေးလာရတော့တိတ်တတ်တာကိုဖမ်းရတော့တိတ်တတ်တာကိုပြစ်ပြတ်တိုက်ကြရတော့မလီမောကဟောလို့ပြစ်တာတိတ်တတ်တာကိုမကြောက်ကြလေတိုက်ကြအဲ့ဒီလိုကြွေးကြော်သံတွေဟာယူဇနာ1000ကတောင်ကြားရပါတယ်။တရားမင်းတောင်ဖိမ့်မိန်တုံအောင်ကြောက်လန့်ပြီးထွက်ပြေးသွားခဲ့ရပါတယ်။ဘုရားဖရာရဲ့သာသနာပြုလုပ်ငန်းမအောင်မြင်အောင်တိုက်ခိုက်ကြပေမဲ့မဟာဂယုဏတော်ရှင်မြတ်ဖရာကတော့တပါးတဲ့နဲ့မတုံ့လှုပ်ပဲမေတ္တာတရားကိုသာပွားများပြီးနေတဲ့အခါမှာမနတ်ရဲ့စစ်လက်နဲ့တွေဟာအရာမရောက်ပဲရှိနေပါတော့တယ်။မြတ်ဖရာကမိမိရဲ့ကုသိုလ်ပါရမီကိုသာအကာအကွယ်ပြုလို့မနတ်ကိုခုလိုညွှတ်ဆိုပါတယ်မနတ်ငါသည်ဝိနည်းတတ္တဝါအပေါင်းတို့ကိုအိုနာတေဘေးစိုးကြီးတို့မှကဲတင်မည်ဤသို့ကဲတင်နိုင်အောင်သဗ္ဗညုတဉာဏ်ကိုရောက်အောင်လုပ်ခြင်းဖြစ်သည်ငါပါရမီကိုဖြိုမရပါငါပါရမီကုသိုလ်တို့ကိုသင်မယုံလျင်သက်တည်ပြုမည်ဆိုပြီး2,400,000အထုရှိတဲ့မဟာပထဝီမြေကြီးကိုတက်သေးပြုလိုက်ပါတယ်။အဲ့ဒီအခါမှာမဟာပထဝီမြေကြီးဟာအိုးရင်းဆက်ကဲ့သို့တွတ်တွတ်ခါလာပြီးပြင်းထန်ဆူးရှာတဲ့အတန်ကြီးတွေမြည်ဟီးလာပြီးတော့စัจ java လာတစ်ခုလုံးပဲ့ရင်ရိုက်ခတ်သွားပါတော့တယ်ရှင်။ဒီခါမှာမနတ်နဲ့တကွစစ်တီတွေအားလုံးထွက်ပြေးကြလို့ဘုရားဘုရားရှင်ရဲ့မဟာဂိဏတော်နဲ့မနတ်ကိုအောင်ပွဲဆင်နိုင်ခြင်းဖြစ်ပါတော့တယ်ရှင်။